အားလုံးပဲမင်္ဂလာပါplan မြန်မာမှာကြိုဆိုပါရစေကျွန်တော်ခုမိတ်ဆက်ပေးချင်တာပေါ့နော် CW10 Pro B ဆိုတဲ့ smartwatch လေးပေါ့နော်ဒီ smartwatch လေးကတာမန် smartwatch နဲ့မတူဘူးအကောင့်ကြိုက်တူတွေအတွက်အရေးသွေးလုံးဝကောင်းတယ် function စုံတယ် design ပိုင်းလည်းလုံးဝမိုက်တယ်အဲ့ထက်မှာကျွန်တော်အားရကြည်နေတဲ့အချက်ကတော့လုံးဝ full display ဖြစ်တာပေါ့နော်လုံးဝကို full တော်တော်ကြီးကို full ဖြစ်တယ်ပေါ့ကျွန်တော်ရောင်းခဲ့တဲ့နာရီထဲမှာဒီနာရီလေးကတော်တော်ကို full ဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်တကယ်လေးမိုက်တယ်ပေါ့နော်ပြီးတော့ Chat GPT ပဲပါလာတာကလေတော်တော်လေးအသက်ပေါ့နော်တော်တော်လေးလည်းအဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့အထဲမှာ watch face တွေရတယ်တော်တော်စုံစုံနေနေပါတယ်ပေါ့နော်ဒီမှာတော့သူ့ရဲ့ကြိုးလေးအရင်မိတ်ဆက်ပေးပေါ့နော်သူ့ရဲ့ကြိုးလေးကလုံးဝကိုမိုက်တယ်အသားအသွေးမွေးရအစအပေါ်စားမဟုတ်ဘူးလုံးဝ less fee ဆန်တယ်ပေးရတဲ့ဈေးနဲ့သူပြန်လုပ်ပေးထားတဲ့ဟာကတော့တကယ် quality တော်တော်ကောင်းတယ်ဆိုတော့ကျိုးပိုင်းနဲ့ပြောစရာမလိုဘူးပေါ့နော်ဒီပစ္စည်းလေးတစ်ချက်လောက်ကြည့်နော်ကျွန်တော်အရင်ဟိုတင်မနေ့ကတော့ဗီဒီယိုအတူလေးလုပ်ပေးလိုက်တယ်ပေါ့နော်အတူလေးကျွန်တော်တင်ပေးထားတယ်လုံးဝမိုက်တယ်ပေါ့နော်ညတဲ့အတိုင်းပဲသူကအားသာချက်ကရဘာဖြစ်လဲဆိုတော့မှန်လုံးဝကိုခုံးတယ်ပေါ့နော်မှန်ခုံးတဲ့အပြင်ဟိုမှဖူးဖြစ်တာပေါ့နော်ကိုပြောင်းနေတဲ့ watch face တွေလည်းတော်တော်များများပြောင်းလို့ရတယ်ဒီလိုသွားတာပေါ့နော်လုံးဝ watch face လေးတွေကလည်း original watch face အပြင်တော်တော်လေးတဲ့ဟောဖြစ်တယ်ပေါ့နော်အချင်းရလည်းတော်တော်လေးတဲ့တည်တယ်ဘေးပေါင်ကလည်းတော်မှတည်တယ်ပေါ့နော်တော်တော်တည်တဲ့အပြင်မှာမှန်ခုံးဒီဇိုင်းနဲ့လာတယ်ပေါ့နော်ဒီညရေခုံးနေတယ်လုံးဝတော့ပြီးတော့ app တွေမှာလည်းတော်တော်လေးလည်းစုံစုံနေနေပါတယ်ပေါ့နော်တဲ့ function တွေကလည်းလုံးဝပြောစရာကိုမလိုဘူးအလင်းကလည်းကျွန်တော်ဒါဂိဆုံးချတာပေါ့နော်တင်လို့ရတယ်ရုပ်ထွက်ကလည်း emulate ရုပ်ထွက်ဆိုတော့ပြောစရာကိုမလိုဘူးရုပ်ထွက်ပိုင်းဆိုင်ရာပေါ့နော်ဒါပေမဲ့အလင်းကိုဂိဆုံးသုံးတာတို့ဆိုရင်အားကုန်မြန်တယ်ပြုတ် magic wheel ကိုလေကိုလှည့်ကျင်နေဆိုဒီတဖြည်းဖြည်းချင်းပဲလှည့်ဖို့ပဲလိုအပ်တယ်ဟိုဝေါ်လှည့်ရမလိုပါဘူး magic wheel ဟိုပြတ်တတ်တယ်ပေါ့နော်ဒီထဲမှာဆိုလည်း things တွေဘယ် things စားရင်လဲပေါ့နော်ဒါဆိုရင်ဒီဟာလေးကျွန်တော်ပြမယ်ပေါ့နော်ဘာတွေပါလဲဆိုတာ APP center တို့ Chat GPT ဘာညာတကာရောနော်ကျမ်းမာရေးရလဲတော်တော်လေးလဲစုံစုံနေနေပါတယ်လုံးဝဟိုပေါ့နော်တော်တော်ကြီးဟိုမှာစုံတာပေါ့နော်ရပါတဲ့ function တွေကဒီ NFC တွေပါလာပေါ့နော် NFC ပါလာတဲ့အတွက်တော်တော်လေးလဲမိုက်တယ်ပေါ့နော်တော်တော်လေးလဲအဆင်ပြေတယ် NFC ပါတဲ့ဟာတွေဆိုရင်ပါကျွန်တော်တို့ NFC ပါတဲ့နာရီတွေတော့တော်တော်သဘောကျတယ်ဘာကြောင့်သဘောကျလဲဆိုတော့ NFC ပါတဲ့နာရီရဲ့အားသာချက်ကပေါ့နော်ဟိုကျွန်တော်တို့ဒီကတ်ဒီပါတချို့တကားတွေပါမှာဆိုရင် NFC ဒီနဲ့ဖွင့်ရတာတို့ဒီ YBS ကတ်ဒီပါဆိုရင် NFC နဲ့အလုပ်လုပ်ရတာတို့ပေါ့နော်အဲ့ဆိုရင်နိုင်ထဲမှာအခါလေးကတ်လေးပေါ့နော်လူဟာလေးထည့်ပြီးတော့တုံးရင်ပေါ့အဆင်ပြေပေါ့ကတ်ဒီပါဒီနဲ့ထုတ်ကြမလို့တကားလေးပါဆိုရင်ကိုယ့်ရဲ့နိုင်လေးနဲ့ထိလိုက်တာနဲ့တန်းပွင့်သွားတာပေါ့နော်အားလေးရအားတာတယ် PUD ဘိုင်းကြီးပါရလေကျွန်တော်တော်တော်သဘောကျတယ်ပေါ့နော်အဲ့ function ဘိုင်းကတော့လုံးဝပြောစရာမလိုမြင်တဲ့အတိုင်းပဲ2024 2025 update တွေပဲပေါ့နော်လုံးဝကို function ဘိုင်းကတော်တော်လေးစုံတယ်ပေါ့နော် touch ဘိုင်းကလည်းလုံးဝ smooth ဖြစ်တယ်လုံးဝဆွဲရင်ဆွဲသလိုပြေးတာပေါ့နော်ဆိုတော့လုံးဝကိုမိုက်တယ် touch ဘိုင်းကလည်းပြီးတော့ full ဖြစ်တဲ့ဟာလည်းတော်တော်လေး full ဖြစ်တယ်ဗျဒီပေါင်လေးကအစပြီးတော့ power button တို့ဒီ magic wheel တွေကလည်းလုံးဝလေးပင်နဲ့စီစီထန်နေရှိတယ်ပေါ့နော်နှိပ်ရတာလေးကလည်းဒီ feeling လေးတစ်ခုကောင်းပါတယ်ပေါ့နော်ထည့်ရ setting နေရတယ်ဒီနေ့အတိုင်းပေါ့နော်တော်တော်စုံနေပါတယ်ပေါ့နော်ဒီမှာပေါ့နော် NFC ပေါ့နော် NFC ရဲ့အလုပ်လုပ်ပုံပေါ့နော်
MSC အလုပ်လုပ်တဲ့ဟာတွေပေါ့နော်ကျွန်တော်ရှင်းပြပေးမှာပေါ့နော်ဒါကတော့ MSC အလုပ်လုပ်တဲ့ဖုန်းပေါ့နော်MSC အလုပ်လုပ်တဲ့ဖုန်းဆိုတော့ MSC ကိုကျွန်တော်ဖွင့်ရမှာပေါ့နော်လုံးဝနော် MSC ဒီမှာနော်လုံးဝလုပ်တာနော်ကျွန်တော်ထွက်လိုက်ပြီလုံးဝ MSC တကယ်လုပ်တယ်နော်ကျွန်တော်ဒီလိုလေးပဲထိုံနေပဲထိတာနော်ဒီမှာကျွန်တော် MSC ကနော်လုံးဝတကယ် MSC လုပ်တယ်လုံးဝလည်းမိုက်ရပါတော့ဆိုတော့တော်တော်လေးတဲ့အဆင်ပြေတယ် MSC သုံးတဲ့လူတွေအတွက်ကတော့တော်တော်လေးတဲ့အဆင်ပြေတယ်ပေါ့နော်ဒီက setting ပိုင်းတွေပိုင်းညာရတော့ဒီ app နဲ့ပဲထည့်ချိန်ရမှာပေါ့နော်ဒီထဲမှာပါတဲ့ function လေးတွေဒါကတော့ extend နော် CW10 Pro B extend ပေါ့သူ့ model extend ပေါ့နော်ပါဝင်တဲ့ function လေးတွေဒါဒီထဲမှာအသွင်းကျူပါမယ်ကျူတကျူပါမယ် smartwatch remove တဲ့ပေါ့နော်ဒီ smartwatch လေးကိုမှာယူခြင်းမှာက plan မြန်မာ page မှာလည်းမှာယူရတယ်လို့ Viber ဖုန်းနံပါတ်3996159155မှာလည်းမှာယူရပါတယ်အားပေးတဲ့တယောက်ချင်းတွေကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်တိချာတော့ဒီနိုင်ကြီးကိုရောစမ်းပြထားတယ် MSC အလုပ်လုပ်ပုံကအစပေါ့နော်ကျွန်တော်သဘောကျပါတယ်ဒီနိုင်လေးတော်တော်ကောင်းပါတယ် AI နေလည်းတော်တော်ကိုကောင်းတယ်ပေါ့နော်အထဲဗီဒီယိုကြီးအရင်ရှေ့သွားမှာဆိုလို့ကျွန်တော် app တွေပါညာလေးနဲ့ကျွန်တော်မချိတ်ဆက်ပြဘူးအထဲရဟာလေးပဲကျွန်တော်ရှင်းပြပေးလိုက်ပါတယ်အားပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်